တော့ကွာပါပြီကဲပြန်မိတယ်ဗျာကဲကျွန်တော်တို့ဒိတ်သုံးကောင်ရဲ့3 block ကိုတော့ကျွန်တော်တို့ចောင်းတိုက်ကိုတော်တော်လေးကို PR တွေပေးနေတယ်ဗျာအမတ်ကသာကျွန်တော်တို့6မှတ်2မှတ်ဒီ6မှတ်2မှတ်မှာကျွန်တော်တို့ចောင်းတိုက် broken တိုးတာဟာတော့၄လုံးတိတိတော့ရှိသွားခဲ့ပြီဗျာနော်၄လုံးတိတိတော့ပေးထားခဲ့တယ်အမတ်ကတော့ကျွန်တော်တို့6မှတ်2မှတ်ပါပဲဗျာနော်ကဲမျိုးလေးစပစ်ထိုးမှဖြစ်ပါတယ်ကဲမျိုးလေးစပစ်ထိုးပဲခေါ်သွားပြီအဲရှိန်လေးခေါင်းလေးနဲ့ဖက်နေအေးကျွန်တော်တို့မျိုးလေးရဲ့စားဘက်ကကျွန်တော်ရှိန်လေးရဲ့တက်တဲ့ယူကိုထိုးချလိုက်တဲ့နေရာမှာပိုက်ကောင်းကိုထိပြီးတော့ချင်းလန်းချောင်းတော့နည်းနည်းလေးပြောင်းသွားတယ်နဲ့တူတယ်ဗျာရှိန်လေးလည်းဖမ်းတော့ဖမ်းတာပဲဗျာနော်သူအတိုင်းပဲလို့ဖမ်းခြင်းဟာပိုက်ထဲကိုဝင်သွားပြီးဘာမှမလုပ်တာလိုက်ပဲနဲ့ကျွန်တော်10တဲ့ဘူကတက်မှတ်ထက်ရပြီးတော့6မှတ်3မှတ်နဲ့အတစ်စားဘက်ထိုးပြီဗျာကဲပိုက်ပြန်ထောက်တာပဲကဲအာရဲတဲ့ဒေတာအီဖန်လာဗျာကဲကန်ချတယ်ကဲပြန်လိုက်တယ်ဘာလို့မလဲရှိန်လေးရဲ့အဖြေပဲအေးကျွန်တော်တို့ရှိန်လေးကတော့ကျွန်တော်တို့အထစ်လိုက်ပြီးတော့မတ်နေတဲ့ချင်းလုံးဟာအလဲကောင်ဆက်ဝိုင်းလောက်မှာဗျာဒီလိုလုံးမျိုးကိုတော့ကျွန်တော်တို့ရှိန်လေးတို့လည်းကန်းတော့ကန်နိုင်နေဗျဒါပေမဲ့လို့လည်းသူလည်းအနေငယ်ဖိအားများပြီးတော့စိုးရင်စိတ်ကြီးသွားတယ်နဲ့တူတယ်ဗျာကဲကိုပိုင်ရမယ့်တမက်ကိုတော့ကျွန်တော်တို့လိတ်3ကောင်တင်းဟာမပိုင်လိုက်ရပဲနဲ့10တဲ့ဘူကတော့4မှတ်လိတ်3ကောင်ကတော့6မှတ်ဖြစ်သွားပြီဗျာကဲအမကတော့6မှတ်4မှတ်နဲ့ကဲမျိုးလေးစားပုတ်ပြီးအတန်းနေတော့ဝင်ကောက်ထားတယ်ရှိန်လေးကိုတိုင်တဲသားကြီးဘာလို့မလဲကဲဘရော့ကရှက်လိုက်သွားပြီအေးဘာလို့မလဲအေးကျွန်တော်တို့ချိန်လေးကိုယ်တိုင်တဲကန်တဲ့ချင်းလုံးဟာဘလော့ကင်ကိုထိပြီးတော့အောင်ကြီးရဲ့ရှိကိုတွားကြတယ်ဗျာအောင်ကြီးကကိုယ်တိုင်တဲပြီးတော့ဗျံကန်မယ်လို့ထင်ခဲ့တာမျက်နာကြီးလွှဲပြီးတော့မျက်နာကြီးတစ်စောင်းကြီးနဲ့ပွားကြီးပုတ်ချလိုက်တာဟိုဘက်ကလေမစင်နိုင်မဲ့နဲ့အမတ်ကတော့6မှတ်5မှတ်နဲ့ကျအတစ်တို့စပစ်ထိုးအောင်မှာဖြစ်ပါကဲမျက်စိတမိတ်တွင်းမှာပဲအမတ်ကတော့တူသွားပြီဗျာကြည့်ရှုပေးနေတဲ့ဝါသနာရှင် 2K မင်္ဂလာပါခင်ဗျာအတစားပဲထိုးပြီအေးအတရဲ့စားဘက်ကလည်းကျွန်တော်တို့ရှိန်လေးနဲ့တန့်စင်တို့ရဲ့ဂျားကိုလှမ်းရိုက်တဲ့နေရာမှာပိုက်ရဲ့အပေါ်3ခွက်လောက်မှတော့တိုးသွားတယ်ဗျာနော်ပထမပွဲရဆိုလို့ရှိရင်တော့ကျွန်တော်တို့10တဲ့ဘူတင်ကနိုင်ထားတာပါခုနကတော့အမတ်တွေကပြက်နေတာဗျာအခုကျတော့အမတ်ကတော့တူသွားပြီဒီပွဲတွေကအရန်ကိုဘာမှပြောလို့မရဘူးဗျာနော်အမတ်ကတော့အမတ်တူဖြစ်သွားခဲ့ပြီဗျာကဲစစ်အော်နဲ့ကဲမျိုးလေးစားပြီးထိုးပြီမျိုးလေးရဲ့စားဘက်ကလည်းကျွန်တော်တို့ပိုက်ရဲ့အပေါ်3ခွက်လောက်မှတိုးသွားပြန်ပါပြီဗျာအမတ်ကတော့9မှတ်6မှတ်နဲ့ကဲကစားသမားတွေကလည်းစိုးရင်စိတ်တွေနဲ့တကယ်ကိုကစားနေတယ်လို့ပဲဗျာနော်ကဲမြူးကြွားကြမရှိပဲတကယ်ကိုစိုးရင်စိတ်တွေနဲ့အုပ်စုပွဲမှာတော့မှဒီလောက်တင်းတင်းကြပ်ကြပ်နဲ့တကယ်စိုးရင်စိတ်ကြီးကစားနေတယ်တကယ်ပွဲကောင်းနေပါပဲဗျာကဲအတစ်စားပဲထိုးမယ်ဗျာ9မှတ်6မှတ်ပါကဲအတစ်စားပဲထိုးထားပြီအောင်ကြီးကောင်းလေးဝင်ထောက်ထားပြီတဲ့ရဲတဲ့တဲထားပြီဗျာ3 block 3 block ကဲပြန်မိတာပဲလိုက်တက်တာပြီရဲတဲ့လိုက်လာပြီဟာပြန်တဲထားတယ်ခါမှာတော့ခွတ်မှာကျန်နေခဲ့ပြီចောင်းတိုက်ကဲကျွန်တော်တို့ចောင်းတိုက်ဘရော့ကင်မိတာဟာကျွန်တော်တို့မြင်မကောင်းဘူးဗျာဒါဆိုရင်တော့ကျွန်တော်တို့9လုံးမြောက်တော့ဖြစ်သွားခဲ့ပြီဗျာဟိုဘက်ကလိတ်3ကောင်ရဲ့ဘောကလည်းတကယ်ကိုစီနေတာပဲဗျာနော်ဘယ်နေရာကန်လို့ကန်ရမန်းတောင်မသိဘူးဗျာအဲ့ဒီကိုကန်မယ်ဆိုရင်တော့ပိုက်ကက်ပြီးတော့အပေါ်ပါပဲကန်လို့ရမယ်နဲ့တူတယ်ဗျာနော်ဘရော့ကတော်တော်လေးကိုညီတာကိုတွေ့ရတယ်ဗျာနော်အမတ်ကတော့6မှတ်8မှတ်နဲ့ကဲမျိုးလေးစပစ်ဘယ်ကိုရှာမလဲကြည့်မယ်ဗျာကဲမျိုးလေးစပစ်ထိုးထားပြီဖန်အတန်းစင်းတော့ခေါင်းလေးနဲ့ချထားတယ်အတစ်တဲထားပြီနည်းနည်းတော့ကွာပါပြီကေးကောင်းတယ်ဗျာနည်းနည်းလေးဆွဲမှာခွဲထားပြီးကွာသွားတဲ့ချင်းလုံးကိုတော့ရှိန်လေးဟာကျွန်တော်တို့တော့အောင်ကြီးရဲ့ blocking နောက်ကျောကနေကန်လိုက်တဲ့နေရာမှာနေရာယူထားတဲ့ကျွန်တော်တို့ចောင်းတိုက်ကိုတော့အလင်းငယ်ရှက်ထီသွားပြီးတော့เนาะလိတ်3ကောင်ကအမှတ်တက်ပါတယ်ဗျာเนาะလိတ်3ကောင်က6မှတ်10တဲ့ဘောက6မှတ်ပါဗျာကဲကျွန်တော်တို့6မှတ်6မှတ်နဲ့ကဲမလုပ်မလဲအတစ်စားပဲထိုးထားပြီအောင်ကြီးခေါင်းလေးတက်တော့တယ်ရဲတဲ့ခေါင်းကြီးနဲ့တက်ထားပြီကန်တယ်ဗျာကဲဒီလုံးကိုတော့ကျွန်တော်တို့ရဲတက်ကခေါင်းကြီးနဲ့ចောင်းတိုက်စီကိုထိုးထည့်လိုက်တဲ့အလုံးကိုတော့ចောင်းတိုက်ကကျွန်တော်လင်းမြန်နဲ့ပဲခွဲချင်းကန်ထားနိုင်ခဲ့တာဖြစ်တဲ့ blocking တွေခုံကြီးမရလောက်ပဲနဲ့10တဲ့ဘူတင်ကတော့တမတ်ထက်ရပါတယ်เนาะအမှတ်ကတော့9မှတ်6မှတ်ပါဗျာเนาะ10တဲ့ဘူတင်က9မှတ်လိတ်3ကောင်က6မှတ်ပါပထမပွဲငယ်ကိုတော့ကျွန်တော်တို့10တဲ့ဘူတင်ကနိုင်ထားတာဖြစ်ပါတယ်မျိုးလေးပုတ်ထားတဲ့ရှိန်လေးဝင်ကောက်ထားပြီဗျာအတစ်တဲထားပြီခရိုတဲပြန်ပြီကန်ချတယ်ပြန်ပြီပဲအတစ်ပြန်ဖမ်းထားတယ်ဇွဲမှာပြန်တဲထားပြီဘာလို့မလဲအေးကျွန်တော်တို့တပွဲလုံးမကန်ရတဲ့ကျွန်တော်တို့ fighter ကလည်းသူ့ကိုတဲမယ်လို့မထင်ထားဘူးနဲ့တူပါတယ်ဗျာသူလည်း ready မရှိဘဲနဲ့ချင်းလုံးကလည်းအတစ်ရဲ့တဲချင်းလေးကလည်းနောက်ကိုနည်းနည်းပြန်ဆွဲသွားတယ်နဲ့တူပါတယ်ဗျာနော် fighter ကတပ်ပိုင်ဆိုတော်တော်လေးကိုထိချက်ကြီးမကောင်းခဲ့ဘူးဗျာအမတ်ကတော့6မှတ်8မှတ်နဲ့အမတ်ကတော့ပြန်ညှိသွားပြန်ပြီဗျာနော်ကဲပွဲကတော့ဘာမှကိုပြောလို့မရဘူးဗျာကဲတဲထိတ်ရင်ဖိုးပါဗျာနော်အမတ်ကတော့6မှတ်8မှတ်နဲ့အတစ်စားပဲထိုးပြီဗျာအေးအရဲ့စားဘက်ကလည်းပိုက်ကောင်းတက်တဲ့အောက်ပြားလေးကိုမှန်နေဗျာအမတ်ကတော့6မှတ်တူဖြစ်သွားပြီဗျာနော်ပထမပွဲငယ်တစ်ပွဲကိုလည်းကျွန်တော်တို့ဒါပထမပွဲငယ်တစ်ပွဲကိုចောင်းလိုက်တို့ကလည်းဒါအနိုင်ရရှိထားတာဖြစ်တယ်ဗျာနော်10တဲ့ဘူတင်ကအနိုင်ရရှိထားတာဖြစ်ပါတယ်ဒါဒုတိယပွဲကိုကျူးသားထားပါနှစ်ပွဲပဲရှုံးနေဆိုအုပ်စုထဲမှာညှိပြီးတော့လိတ်3ကောင်ကိုထားခဲ့လို့ရတယ်ဗျာနော်ကဲမျိုးလေးစားပဲထိုးမယ်ဗျာ
ကဲမျိုးလေးစားပြီးထိုးထားပြီတန်တင်တို့ဖမ်းထားတယ်ရှိန်လေးကိုယ်တိုင်တည်သွားပြီဘာလို့မလဲကျွန်တော်တို့ရှိန်လေးရဲ့ကန်ကြီးကြီးကလည်းကျွန်တော်တို့ခွဲလိုက်တာစီးရပြီးမှာတပေကြော်လောက်တော့ဝေးသွားခဲ့တယ်ဗျာပထမပွဲကဝဲရှုံးထားတယ်လိတ်3កောင်နေနဲ့ဒုတိယပွဲမှာဆက်ရှုံးမယ်ဆိုရင်နှစ်ပွဲပဲရှုံးထားရင်၄သိန်းအုပ်စုပက်လေဖြစ်တဲ့အတွက်ကြောင့်မို့ဒါညှိပြီးတော့ထုတ်မယ်ဆိုရင်ထုတ်သွားလို့အနေဒါဖြစ်သွားနိုင်တယ်ဗျာနော်ဒါနှစ်ပွဲပြရှုံးလို့မရဘူးဗျာနော်နှစ်ပွဲပြရှုံးလို့ရှိရင်ဒါကျွန်တော်တို့ပြိုက်ဒါဒီဘက်အသင်းကစီးနဲ့ဘောင်နဲ့ဒါထားခဲ့မယ်ဆိုရင်တော့မှထားခဲ့လို့အနေထားပါဗျာနော်ကဲကြည့်ရှုပေးနေတဲ့ဝါသနာရှင် 2.2K မင်္ဂလာပါ comment တွေအရန်များတယ်ဗျာနော် comment တွေကအရန်များတယ်နော်ကဲအမတ်ကတော့ခုချိန်မှာဆိုရင်တော့10မှတ်9မှတ်ဖြစ်သွားပြီဗျာ comment တွေတော့ကျွန်တော်ဖတ်ချင်တယ်ဒါပေမဲ့မျက်နှာလိုက်တဲ့ဖြစ်မှာဆိုလို့ comment အားလုံးကိုလည်းကျွန်တော်မသိကျင်အောင်စောင့်မယ်ဗျာနော်10တဲ့ comment တွေရောကျွန်တော်အကောင်းပြောတဲ့ comment တွေရောဘယ်လို comment မျိုးမှကျွန်တော်မဖတ်နိုင်တော့ပါဘူးဗျာနော်ပွဲကလည်းတကယ်ကိုရင်ခုန်မှုကောင်းနေဗျာပထမပွဲကိုရှုံးထားတဲ့လိတ်3កောင်နေနဲ့ဒုတိယပွဲတော့ထပ်ရှုံးလို့မဖြစ်ဘူးဗျဘာလို့ထပ်ရှုံးလို့မဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒါ၄သိန်းအုပ်စုပက်လေဖြစ်တဲ့ကြောင့်နှစ်ပွဲပဲရှုံးထားရင်10တဲ့ဘိုတင်းကနေပြီးတော့ကျွန်တော်တို့ဘောင်ထဲကနေပြီးတော့သူတို့ကိုထားမယ်ဆိုလို့ရှိရင်တော့ထားပါနိုင်တယ်နော်အုပ်စုမှာပဲဒါလိတ်3កောင်တင်းကတော့ထွက်သွားမယ်အနေဒါဖြစ်နိုင်တဲ့အတွက်ဒီပွဲကိုတော့ရုံးထားပါဗျာနော်အမှတ်အများကြီးပြက်နေတဲ့10တဲ့ဘိုတင်းတော့မှအမှတ်သာသွားရဲဆိုတော့အခုကတော့ဒါဘာမှပြောလို့မရတဲ့အနေဒါပါဗျာနော်10မှတ်9မှတ်ပါလက်ကတင်းနေဟုတ်ကဲ့ပါကဲစားပြီးပြန်ပွဲပြန်စပါပြီခင်ဗျာနော်ကဲ10မှတ် ready ကဲလေသုံးကောင်ကစားပြီးထိုးအောင်မှာဖြစ်တယ်ဗျာနော်ကဲလေသုံးကောင်ကစားပြီးထိုးတာကိုဒီဘက်ကသာတိုင်မင်မန်နဲ့တတ်ထားခဲ့လို့ဆိုရင်တော့နံပါတ်ပြတ်သွားနိုင်တယ်ဗျာကဲအာတစ်စားပြီးထိုးထားပြီအောင်ကြီးခေါင်းလေးနဲ့ပဲထန်ထားတယ်တည်ထားပြီနည်းနည်းတော့ကွာသွားပြီကျွန်တော်တို့ဒီလုံးကလည်း broken ကိုမိတယ်ဗျာဒါပေမဲ့ရှိန်လေးကကြောဘရောဟာပိုက်နဲ့နည်းနည်းကွာသွားတယ်နဲ့တူတယ်ဗျာနော်ရှိန်လေးရဲ့ကြောကိုထိပြီးတော့ကျွန်တော်တို့ကျသွားတယ်ဗျာနော်ဘောကတော့ညီရောညီရဒီလုံးကနည်းနည်းကွာသွားတယ်နဲ့တူပါတယ်ဗျာအမှတ်ကတော့17မှတ်9မှတ်နဲ့ကဲမျိုးလေးစားပြီးထိုးမယ်ဗျာ11 9အမျိုးလေးစားပြီးထိုးတာပြီမျိုးလေးရဲ့စားဘက်ကလည်းပိုက်ရဲ့ပေါ်တစ်ခွက်မှာတိုးသွားခဲ့တဲ့ကြောင့်မို့လိတ်3កောင်ကတော့10မှတ်ကျွန်တော်တို့10တဲ့ဘောက1မှတ်10တဲ့ဘောက17မှတ်ဗျာကဲ1မှတ်သေးပဲကွာมาတော့တယ်ဗျာကဲပထမပွဲငယ်တစ်ပွဲတော့10တဲ့ဘောတင်ကအနိုင်ရရှိထားတာဖြစ်ပါတယ်ကဲအာတစ်စားဘက်ထိုးမယ်ဗျာအာတစ်စားဘက်ထိုးထားပြီဂျားချင်းထိုးတာရဲတဲ့ဖမ်းတာနောက်ကိုဆင်းလိုက်ရဲတဲ့တဲထားပြီပြရှေ့ကိုပြန်ရောက်လာပြီကြောင်းတိုက်လိမ်မာလိုက်တာဗျာကဲနောက်စီကနေပြီးတော့တဲလိုက်တဲ့ကျွန်တော်တို့ရဲထက်ရဲ့တဲချင်းကိုတော့ကြောင်းတိုက်ဟာဒီလုံးတော့လုံးဝမကန်မဲနဲ့ဘရော့ကင်အပေါ်ကနေပြီးတော့ချိတ်ထားခဲ့တယ်ဗျာအာတစ်ကလည်းကျွန်တော်တို့ညာဘက်လိုင်းမှာတွားပြီးတော့နေရာယူထားတဲ့အခါမှာကျွန်တော်တို့ဘယ်ဘက်လိုင်း10ပြားစီတောင်မှာကျသွားခဲ့တာဖြစ်တဲ့ကြောင့်မို့အမှတ်ကတော့12မှတ်10မှတ်ပါဗျာနော်ကဲ12မှတ်10မှတ်တော့ပွဲရတော့တော်တော်လေးရင်ခုန်ရတဲ့အနေထားပါဗျာနော်ရတဲ့ထိုးထားပြီးတန်စင်တို့ချထားပြီးတယ်အထစ်တဲထားပြီးဇွဲမှာပဲရှိန်လေးကျွန်တော်တို့ဒီလုံးကိုတော့ဇွဲမှာတဲထားတဲ့ချင်းလုံးကိုကျွန်တော်တို့ရှိန်လေးကအမြင်ကြီးကနေတက်ကန်ချလိုက်တာကျွန်တော်တို့ကြောဘရော့တက်တဲ့အောင်ကြီးနဲ့ကျွန်တော်တို့ကြောင်းနိုင်မှာအောင်ကြီးရဲ့ညာဘက်လက်ကိုမှန်ပြီးတော့ကျသွားတဲ့အတွက်ကြောင့်မို့အမှတ်ကတော့17မှတ်12မှတ်ပါဗျာနော်ကဲ17မှတ်12မှတ်နဲ့အထစ်ဘယ်ကိုရှာမလဲကြည့်မယ်ဗျာကဲကြည့်ရှုနေတဲ့ 2.3K မင်္ဂလာပါဗျကဲအာတစ်စားပဲထိုးပြီဗျအာတစ်စားပဲအာတဲ့အားပါပြင်းထန်လာတဲ့စားပဲကြီးอ่ะဆိုလို့ရှိရင်တော့အပေါ်ပိုက်ကောင်းတက်တဲ့ကြီးကိုမှန်ပြီးတော့ကိုယ့်ဘက်ကိုပြန်ကျသွားတာဗျာနှမျိုးကိုကောင်းလိုက်တာဗျာနော်အမှတ်ကတော့73မှတ်17မှတ်ပါဗျကဲဘာမှတော့ပြောလို့မရဘူးဗျာဒီမှတ်နဲ့ဒီမှတ်တွေကဘာမှကိုပြောလို့မရဘူးဗျာနော်အမှတ်ကတော့73မှတ်17မှတ်ပါကဲကြိုးစားထားပါလိတ်3កောင်ကြီးပထမပွဲငယ်တစ်ပွဲတော့ရှုံးထားတယ်ဗျ11ရဲတဲ့စားပဲထိုးထားတယ်ရှိန်လေးပဲဖမ်းထားပေးတယ်အထစ်တဲထားပြီးအလဲမှာမတ်နေတဲ့ဆွဲကျွန်တော်လိန်မာလိုက်တာဗျာကဲကျွန်တော်ဒီလုံးတော့အထစ်ဟာခွဲလဲမခွဲပဲနဲ့အလဲကောင်တက်တယ်မှာကျွန်တော်တို့15ပေလောက်မြင့်မှာကြည်ကြောက်နေအောင်တည်ထားတယ်ဗျာဒီလုံးကိုတော့ရှိန်လေးကနေအပေါ်ကနေတက်ပြီးတော့ကျွန်တော်တို့ဂုတ်ကိုကန်တဲ့အခါမှာစင်ထွက်သွားခဲ့တဲ့ကြောင့်မို့အမှတ်ကတော့12မှတ်73မှတ်နဲ့အထစ်စားပဲထိုးရမှာဖြစ်ပါတယ်ကဲအထစ်စားပဲထိုးရမယ်အချိန်မှာပဲကျွန်တော်တို့ရှိန်လေးဟာကျွန်တော်ချီနှင်းကျိုးထွက်ပြီးတော့စီးနေတယ်ဗျာနော်ကဲဒီအုပ်စီကကျွန်တော်တို့10တဲ့ဘိုးရဲ့ကျွန်တော်တို့လိတ်3កောင်ရဲ့ကျွန်တော်တို့နည်းနည်းလေးချက်တယ်ဗျာနော်စိုးလင်းအသင်းရဲ့ပြီးတော့ကရွှေကျွန်းသားရဲ့ပေါ့နော်ဒီအုပ်စုကတော့တော်တော်လေးကြက်တဲ့အုပ်စုလေးပါပဲ12
ပထမပွဲက10တဲ့ကို